အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့မိမိရဲ့ Facebook အကောင့်ကို Facebook အသုံးပြုတဲ့သူတွေအနေနဲ့လုံခြုံစိတ်ချမှုရှိတဲ့ကိုယ့်အကောင့်ကိုသူများခိုးယူလို့မရအောင်ကျွန်တော်တို့ဖွင့်ထားပေးရမယ့် setting လေးတွေကို setting လေးတွေအကြောင်းပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပေးတော့မြစ်တာရက်ခံပါတယ်ကျွန်တော်နောက်ထပ်လည်းဗီဒီယိုတစ်လေးတွေတင်တော့မှာဖြစ်တဲ့အတွက်ကြည့်ရဖို့ဘေးနားက notification ခေါင်းလောင်းလေးလည်းနှိပ်ထားပေးပါမယ်ကျွန်တော်တို့အရင်ဦးဆုံးမိမိရဲ့ Facebook အကောင့်ကိုလုံခြုံစိတ်ချမှုရှိတဲ့ရှားသူတွေခိုးယူလို့မရအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ဒီ setting လေးရှင်းဖို့တဲ့ Facebook တွေကိုကျွန်တော်နှိပ်ဝင်လိုက်ပါဗျ Facebook တွေကိုနှိပ်ဝင်ပေးလိုက်ပါ Facebook တွေကိုရောက်ပြီဆိုလို့ကျွန်တော်တို့ဒီမှာရှိတဲ့မြင်းသုံးချောင်းနေရာလေးကိုနှိပ်ဝင်ပေးရပါဗျဒီနေရာလေးကိုကျွန်တော်ပြတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါပြီးမှကျွန်တော်တို့ဒီမှာရှိတဲ့ဒီဆက်သွားပုံစံ setting နေရာလေးကိုနှိပ်ပေးလိုက်ပါဗျဒီနေရာလေးကိုနှိပ်ပေးလိုက်ပါဗျကျွန်တော်တို့ဒီ setting တွေကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီ CMO account center ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ်ဗျဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါဗျကျွန်တော်တို့ဒီထဲကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ password and security ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါဗျကျွန်တော်တို့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိတယ်ကျွန်တော်တို့ဒီကျွန်တော်ပြတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါ login alert ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါဗျကျွန်တော်တို့ဒီထဲကိုရောက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့အပေါ်မှာရှိတဲ့မိမိထားတဲ့အကောင့်ပုံစံလေးကိုနှိပ်လိုက်ပါကျွန်တော်ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်ပြထားတဲ့ဒီအောက်မှာရှိရင်ကျွန်တော်တို့ဒီစာတန်းလေးရဲ့အောက်မှာရှိတဲ့ always on ဆိုတဲ့စာသားလေးကိုတွေ့ပါလိမ့်မယ်ကျွန်တော်တို့အဲ့ဒီ always on ဆိုတဲ့စာသားလေးကိုကျွန်တော်တို့ဒီကျွန်တော်အတူရုံးပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီပုံမှာရှိတဲ့ဒီအပေါ်ကကျွန်တော်တို့ဒီ NAPP notification ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒီ always on လုပ်ထားပေးရပါမယ်ဒီဟာလေးကိုကျွန်တော်တို့ always on မလုပ်ဘဲနဲ့ပိတ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိမိရဲ့ Facebook အကောင့်ကိုကျွန်တော်တို့ခိုးယူဖို့ရောက်လာတဲ့အခါမှာကျွန်တော်တို့စာတွေပို့တဲ့အခါမှာကျွန်တော်တို့ဒီကောင်လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ Facebook ကိုကိုယ့်ရဲ့ဖုန်းထဲကိုကျွန်တော်တို့ notification တွေကျွန်တော်တို့ပို့လာပေးမှာဖြစ်ပါတယ်ဒီကောင်ကိုပိတ်ထားမယ်ဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့ Facebook အကောင့်ကိုခိုးယူဖို့ရောက်လာတဲ့စာတွေဒါတွေပဲဖြစ်ဖြစ်ကျွန်တော်တို့မျိုးသောအကြောင်းအရာတွေကိုကျွန်တော်တို့ပိတ်ထားမယ်ဆိုလို့ရှိရင်ဒီကောင်လေးကကျွန်တော်တို့ notification ပို့ပြီးတော့ဗျကျွန်တော်အောက်မှာတော့ကျွန်တော်တို့ဒီမိမိရဲ့ Gmail ဖြစ်တယ်ပေါ့နော်မိမိရဲ့ Gmail ကိုကျွန်တော်တို့ဒီခိုးယူဖို့အတွက်ရောက်လာတဲ့ကျွန်တော်တို့ကိုယ့်ရဲ့ Gmail ကိုရသွားတဲ့အခါမျိုးမှာခိုးယူဖို့အတွက်ရောက်လာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook အကောင့်ကိုခိုးယူဖို့ကြံစည်ရတယ်ကျွန်တော်တို့စာအိတ်တွေအဲ့လိုပို့လာတယ်ဆိုတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Gmail ကိုကျွန်တော်တို့ဒီလိုမျိုး always on လုပ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail ကိုကျွန်တော်စာအိတ်တွေပို့လာရမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဒီ setting လေးတွေကိုကျွန်တော်တို့ဖွင့်ထားပေးရပါမယ်ပိတ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ Facebook အကောင့်ကိုလွယ်ကူစွာခိုးယူနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲကြောင့်မို့လို့ဒီအောက်မှာရှိတဲ့ always on ဆိုတာလေးကိုဒီလိုမျိုးတွေအများအားဖွင့်ပေးထားပါဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ Facebook အကောင့်ကိုလွန်ကြုံစိတ်ချပြီးကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဗျနီးနှန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပြီးတော့နောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးသွားပါမယ်ဗျ